ချစ်တငယ်ချင်းများအားလုံးပဲမင်္ဂလာပါယနေ့ထိုင်းနိုင်ငံမှာဖြစ်သွားခဲ့တဲ့မူကြီးစေဝါတည်င်းပေါ့နော်ကျွန်တော်ဘာသာမြန်မာလူဘာသာပြန်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ယနေ့ထိုင်းနိုင်ငံမှာဖြစ်သွားခဲ့တဲ့จังหวัดนครปฐมမှာနော်ကားမောင်းတမတူပေါ့ဒီမှာသူမူကြီးစေဝါပို့ဖို့သူမောင်းလာတယ်အဲ့မှာယာဘမြင်းစေลูกขอได้ยินเสียว่ามีประมาณปียินเสียยาบ้าลูกเดียวได้มูยิเสียว่าลิซากูลองดูปลาละได้ไอ้มาปลายเสียได้เกยสิได้ไอ้นี่มาตูตีได้ไอ้มาไอ้เกยมาปลายเสียมันแต่แม่ปลายกะเลยตีได้ตูมามูยิเสียว่าปลาละมันปลายตีดอกปลายตู้แพ้เนี่ยตู้ปลายตู้แพ้มาตัวเจ้าไปดอกไอ้ดีปลาละได้มูยิเสียว่าลิซากูลองกูอยู่ชาไล่ด่าอยู่ชาไล่ดอกปลายกะตีลูกปลายกะอัดแต่ตีนตียาอะไรตัวဆေးရုံကိုခေါ်ရလိုက်တယ်ဒါပေမဲ့ဆေးရုံမှာတနိုင်ရင်နှစ်နိုင်လောက်စောက်ကြည့်လိုက်တာအဲ့ဒီမူကြီးစေဝါကဘာချက်မှမပြလာဘူးသူမျိုးချလိုက်တာဘာမှမထွက်လာတဲ့အတွက်သူကပလိုက်အချုပ်ခန်းထဲမှာတွတ်ထည့်လိုက်တာပလိုက်အချုပ်ခန်းမှာတွတ်ထည့်တဲ့အချိန်မတော်မကြာဘူးနော်ခဏလေးအတွင်းမှာသူကလူကကြောင်တောင်ဖြစ်လာတာပြောမဆိုဆေးအချိန်ထလာတဲ့သဘောပေါ့ဆေးချိန်ထလာတဲ့အတွက်စောက်ကြီးနေတဲ့ပလိုက်နှစ်ယောက်ရှိတယ်မှာစောက်ကြီးနေတဲ့ပလိုက်နှစ်ယောက်ကလည်းဘာမှမလုပ်လေသူဒီလိုပဲလှုပ်ထားတဲ့အတွက်သူကတော့ရန်စာပေါ့အဲ့ချုပ်ထမှာဟိုလှုပ်တီလှုပ်ဟိုခါတီခါပြီးတော့ခေါ်ထုတ်လာတယ်ပလိုက်ကခေါ်ထုတ်လာပြီးတော့သူလည်းအားကုန်လူကပင်ပန်းအားကုန်ပြီးတော့အဲ့မှာမှောက်လဲကြသွားတာပြီးရထောင်သားတွေသူ့ကိုခေါ်ထုတ်လာတာဒါမဲ့အဲ့ဒီကိစ္စကသူမိသားစုဒါမဲ့ပလိုက်ဖမ်းမှာသူကကြောက်တော့မျိုးချလိုက်တာဒါမဲ့အသက်ပါတေဆုံးသွားတယ်နော်အသက်ပါပေးလိုက်ရဒါမဲ့သူမိသားစုကပလိုက်ကိုရန်ရှာတယ်ပလိုက်ကတွေ့ဘာဖြစ်လို့မကဲတာလဲပေါ့ဒါမဲ့ဒီမျိုးတဲ့တင်းက